တော့ဘန်ကာအောက်ထပ်မှာကျွန်တော်ဘီယာဘူးကနေတွေ့ရတယ်ဒါသူတို့ဒါခေါင်းကြီးပိုင်းနေပုံရပါတယ်ပြီးရင်ဒီမှာဒါသူတို့ဆေးရှူတဲ့ဟာမဆေးရှူတဲ့ဟာဒီကောင်တွေဆေးတွေချတယ်ဆေးတွေချတယ်အဲ့တော့လှုပ်ချင်တိုင်းလှုပ်တယ်လူစိမ့်မရှိလှုပ်ချင်တိုင်းလှုပ်တယ်ဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ပေးမယ့်ဗီဒီယိုလေးကတော့ကြောင်မဲမျိုးရဲ့ဒါဗဒတ်တွေနေထိုင်သွားတဲ့မြောက်စခန်းကိုတွားရောက်ရိုက်ကူးထားတဲ့ကိုကျော်စိုးဦးရဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ် Let's go အားလုံးမင်္ဂလာပါဗျာကျွန်တော်ကျော်စိုးပါဒီနေ့အော်တိုဘာလ4ရက်နေ့ဖြစ်ပါတယ်ကျွန်တော်တို့ဒါဒီနေ့ကတော့ကြောင်မဲမျိုးရောက်နေတာဖြစ်ပါတယ်ကျွန်တော်တို့ဒီနောင်ချိုကနေကြောင်မဲမျိုးထွက်လာတဲ့လမ်းကြောင်းမှာဆိုရင်တော့နိုင်ခန်နဲ့စကန်တာကြားမှာ TNL ကခန့်စစ်ကိုတော်တော်ကြီးပြင်ထားတဲ့အနေအထားတွေ့ရပါတယ်လမ်းဘေးတစ်ချက်စီမှာဆိုတော့ကျွန်တော်တို့ဒါသူတို့ရဲ့ဆက်သွယ်မြောင်းတွေကိုလမ်းဘေးဝဲရပါလမ်းဘေးဝဲရနှစ်ဖက်မှာဆက်သွယ်မြောင်းကိုကျွန်တော်ပေးရတော်တော်ရှိမှာဗျနှစ်ဖက်ကိုကျွန်တော်တို့သူတို့ဆက်သွယ်မြောင်းအရှိကြီးဆွဲထားတာတွေ့ရတယ်ပြီးရင်ကျွန်တော်လမ်းမှာပေါ့လမ်းမှာဆိုရင်သူတို့ကဒီတာယာကွင်းတွေကိုသူတို့အစစ်စစ်ထပ်ပြီးတော့ဘန်ကာတွေလောက်ထားလဲတွေ့ရတယ်အဲ့တော့ဒီစကန်တာနဲ့နိုင်ခန်ကြားမှာတော့အကြမ်းဖက်အုပ်စုတွေကအကြမ်းဖက်အုပ်စု TNL ကဒီခန့်စစ်ကိုအခိုင်အမာလောက်ထားတယ်လမ်းဘေးဝဲရမှာသူတို့အခိုင်အမာလောက်ထားတယ်လမ်းဘေးဝဲရတစ်ချောင်းမှာလည်းကျွန်တော်တို့ဒီတာကွင်းတွေနဲ့အခိုင်အမာလောက်ထားတယ်ဒါလက်ရှိကတော့ကျွန်တော်တို့ဒါကြောင်မဲမျိုးကိုရောက်ပြီအဲ့တော့ကျွန်တော်တို့လာတဲ့ကြောမှာဆိုရင်တော့ဒီလမ်းဘေးမှာရှိတဲ့နေအိမ်တွေကတော့အဆောက်အဦတွေပျက်စီးမှုတော်တော်လေးနေတာတွေ့ရတယ် TNL ကဒါရှမ်းလူတို့ကလက်မခံတာလည်းပါတယ်ရှမ်းလူတို့ကလက်မခံတဲ့ခါကျတော့ TNL ကသူတို့ရွာရဲ့အပြင်ဘက်မှာပဲသူတို့တက်ဆွဲခဲ့ရတဲ့အနေအထားတွေတွေ့ရတယ်အဲ့တော့စကန်ကတော့တကယ်ကိုအခိုင်အမာလုပ်ခဲ့တာပါကျွန်တော်တို့တွေ့ခဲ့ရတဲ့ရခင်နောင်ချိုဒီပြေုံးလေးနဲ့နောင်ချိုကြားမှာလုပ်ခဲ့တဲ့ခန့်စစ်စကန်နဲ့ဆိုင်ရင်ဒီကြောင်မဲမြို့နယ်စကန်သားနဲ့နိုင်ခန်ကခန့်စစ်စကန်ကတော်တော်ကြီးကိုကြီးမားပါတယ်ဆက်သွယ်မြောင်းဆိုလဲကျွန်တော်ပေရရာနဲ့ချီရှိပါတယ်လမ်းမေးဝဲရမှာလဲကျွန်တော်တို့တကယ်ဘန်ကာတွေကတော်တော်အခိုင်အမာတွေ့ခဲ့ရပါတယ်အဲ့တော့ကျွန်တော်ကြောင်မဲမြို့ချင်းတို့ကျွန်တော်ဆက်ပြီးကြိုက်မှာဖြစ်ပါတယ်ကျွန်တော်လည်းဒီမှာပလောင်စာတင်နေတာဗျအဲ့တော့ TNL လည်းအရင်တော့ဒီမှာလိုင်စင်တွေနဲ့လုပ်ပေးတယ်ပြောလို့လိုင်စင်လည်းကျွန်တော်တွားလုပ်လိုက်အောင်ပဲသူကဒီပလောင်စာပါတင်ဖို့စူးစမ်းခဲ့သေးတယ်ကျွန်တော်ပလောင်စာရရင်လည်းတွားရှာလိုက်အောင်ပဲတင်ဖို့အတွက်ဆက်ရိုက်ပါအောင်ဗျဟုတ်အားလုံးမင်္ဂလာပါဗျာကျွန်တော်လက်ရှိဒါရောက်နေတာကကြောင်မဲမြို့အဝင်ပေါ့နောင်ချိုကနေပြီးတော့ကြောင်မဲမြို့လာရင်ဒီကြောင်မဲမြို့မှာကျိုးဆိုပါကြီးစိုင်းဘိုးရဲ့အဝင်ဒါကျွန်တော်ကောလီဟိုတယ်ဒီနေရာမှာ TNL ကဒီနေရာမှာစကန်ချခဲ့တာပါအခိုင်အမာတက်ဆွဲတဲ့အခိုင်အမာစကန်ချတဲ့နေရာမှာသူတို့ဒီမှာပဲသူတို့ရဲ့တပ်ဖွဲ့ဝင်တွေဒီမှာနေတယ်ခေါင်းကြီးပိုင်းတွေဒီမှာနေတယ်သူတို့ဒီမှာပဲနေတယ်ဒီမှာပဲစားတယ်အဲ့ဒီနေရာကိုတပ်မတော်ကဒါလေချောင်းနဲ့ဒါဘုံကျဲရှင်းလင်းခဲ့တဲ့နေရာပါအကြမ်းဖက်အုပ်စုတွေတော်တော်သေးပါတယ်အခုတော့ကျွန်တော်အခုဒီမှာရက်နေတဲ့အချိန်မှာတော့ဒီလူပုံနဲ့နေတော်တော်ရနေဗျဒီထဲမှာဘယ်လောက်တောင်သေနေလဲတော့မသိဘူးတော်တော်လေးတော့ကျွန်တော်တို့အနမ်းရတာတွေ့ရတယ်ဒါကောလီဟိုတယ်ပါကောလီဟိုတယ်တော့ကျွန်တော်တို့ဒီမှာတော်တော်လေးဒါပင်မအဆောက်အဦကတော်တော်လေးပျက်စီးသွားတာတွေ့ရတယ်ဟိုဘက်ကဘေးအဆောက်အဦတွေလွတ်တယ်ဒါဒီနေရာကအကြမ်းဖက်အုပ်စုတွေစက်ခန်းချခဲ့တဲ့နေရာပါအားလုံးမင်္ဂလာပါဗျာကျွန်တော်လက်ရှိရောက်နေတာကကြောင်မဲမြို့ပြည်သူ့စေုံကြီးဖြစ်ပါတယ်အဲ့တော့ဒီပြည်သူ့စေုံကြီးရဲ့ဒီပျက်စီးဆုံးရှုံးမှုတွေဘယ်လိုတွေရှိလဲပြီးရင်ကျွန်တော်တို့ဒီစေုံထဲမှာရှိတဲ့ပစ္စည်းတွေရောအကြမ်းဖက်TNL အဖွဲ့တွေယူဆောင်သွားသလားစေုံကြီးအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဝင်ရောက်ပြီးတော့ဒါရိုက်ကူးပြသသွားမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ကြောင်မဲမျိုးစေုံကြီးရဲ့ area အတွင်းကိုရောက်နေတာဖြစ်ပါတယ်ကျွန်တော်တို့လာအထက်အခန်းတွေကျွန်တော်လိုက်ပြီးတော့ရိုက်ကူးပြသသွားမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ဒါစေုံတွေကဒါရုံးလုပ်ငန်းသုံးပစ္စည်းတွေပါဒါမနေ့ကဒါတက်မတော်နဲ့ဒီမျိုးကန်တွေဒါဒီမှာဝင်ရောက်ပြီးရှင်းလင်းသွားပါတယ်ရှင်းလင်းသွားတော့ဒါတော်တော်လေးကိုတန်ရှင်းနေတာတွေ့ရပါတယ်ဒီဘဝမျက်နှာချက်တွေကတော့ကျွန်တော်တော်တော်လေးပျက်စီးနေတာတွေ့ရပါတယ်ဒါတော့ကျွန်တော်စေုံအတွင်း area ပါကျွန်တော်တို့ပြီးရင်အထဲကိုလိုက်ပြပါအောင်ပါဒါစေုံရဲ့ကျွန်တော်အစည်းအဝေးခန်းပါအစည်းအဝေးခန်းပါဆိုလဲကျွန်တော်တို့အပေါ်ကမျက်နှာချက်တွေကတော်တော်ကြီးပျက်စီးသွားပြီပြီးရင်လည်းကျွန်တော်တို့ဒီမှာရှိတဲ့ထိုင်ကုန်တွေလည်းဘာမှမရှိတော့ဘူးကျွန်တော်တို့မျိုးကန်တွေမေးလိုက်တဲ့အခါမှာမျိုးကန်တွေပြောတာကတော့ဒီစေုံထဲမှာရှိတဲ့ပစ္စည်းတွေရောခွဲစိတ်ကန်ပစ္စည်းတွေရောဒီစေုံသုံးပစ္စည်းတွေအားလုံးကို TNL ကယူဆောင်သွားတယ်လို့ပြောတယ်ဒါကျွန်တော်မျိုးကန်တွေပြောတာမျိုးကန်တွေပြောတဲ့အတိုင်းမှာပဲကျွန်တော်ဝင်ရောက်လေးလာတဲ့အခါမှာအထဲမှာဘာမှမရှိဘူးအထဲမှာကျွန်တော်တို့ဖြုတ်မရတဲ့အနေအထားပဲရှိဖြုတ်ရတဲ့အရာတွေအားလုံးကအကြမ်းဖက်အုပ်စုတွေအကုန်လုံးယူဆောင်သွားတယ်ဘာမှမရှိဘူးဒါတော့ကျွန်တော်တို့ဒါ sales store ဖြစ်ပါတယ်ကျွန်တော်တို့ရောက်နေတာဒီ sales store မှာဆိုရင်လည်းပဲဒါ sales store အဆောက်အဦပါဒါဒီမှာဆိုလည်းကျွန်တော်တို့ဟိုစေးုံတို့စေးဝါးနဲ့ရှိတဲ့ပစ္စည်းတွေဘာမှမရှိတော့ဘူးဘာမှမရှိတော့အကုန်လုံးကိုယူဆောင်သွားတယ်တော်တော်လေးကိုစိုးတယ်ဗျာเนาะကျွန်တော်တို့ကလည်းဟိုဒီကောင်တွေကိုပြောရတာဒီကောင်တွေရဲ့အကြောင်းကိုပြောပြထပ်ပြီးပြောနေရတယ်လို့ဖြစ်နေစုပ်ပြတ်သက်နေရပဲTNL လေးကပြောပါတယ်ဗျာခင်ဗျားတို့တည်းတိုင်းမျိုးအုပ်ချုပ်ရေးလုပ်တယ်မျိုးသားဘာတစ်ခုမှမအကုန်လုံးစုပ်ပြတ်သက်နေရပဲကျွန်တော်တို့ဒီမှာဒီစေးုံနဲ့ဝင်တာတော့မှတကယ်တော်ကြီးမြတ်မဲပဲကားလမ်းလေးပေါ်မှာပဲကျွန်တော်တင်မောင်းလာတဲ့အနေထားပဲရှိတယ်အကုန်လုံးကဘာမှမရှိဘူးစုပ်ပြတ်သက်နေဘာမှမရှိဘူး
မျိုးသူမျိုးသားတွေရဲ့အားနဲ့ကျွန်တော်တက်မတော်ရဲ့အားနဲ့ဒါတိဆောက်မယ်ပြန်ပြီးတော့တိဆောက်မယ်ပြန်ပြီး ကိုယ်တည်ရတာနော် ကျွန်တော်တို့တော့စိတ်မကောင်းဒီလိုနေရာတွေလာတာဘာကြောင့်ဆိုတော့ဒီလိုနေရာတွေဒီစေယုံကြီးကနေပြီးတော့ကျွန်တော်တို့ကြောင်မဲမျိုးသူမျိုးသားတွေကိုမွေးဖွားပေးလိုက်တဲ့စေယုံကြီးကြောင်မဲမျိုးသူမျိုးသားတွေရဲ့ကျမ်းမာရေးတွေကိုကျမ်းမာရေးကောင်းဖို့အတွက် စီးတမြအကုန်ယူသွားတာ အားလုံးနဲ့ဆိုင်တဲ့စေယုံကြီးဖြစ်တယ်ဗျပြီးရင်ကျွန်တော်တို့ဒါဒီကြောင်မဲသူကြောင်မဲသားတွေလက်ရှိဗျာအသက်လက်ရှိအရွယ်တွေအားလုံးကဗျာဒီကြောင်မဲစေယုံရဲ့ကုသမှုနဲ့ဒါကျမ်းမာတန်ဆွမ်းနေတဲ့လူကြီးပဲဒါကတော့ညင်းလို့မရဘူးအဲ့တော့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ကြောင်မဲသူကြောင်မဲသားအနေနဲ့ကိုယ့်ရဲ့စေယုံကြီးပြန်ပြီးတော့တာယာဖို့ပြန်ဖွင့်ပြဖို့အတွက်မျိုးသူမျိုးသားတွေအားနဲ့ကျွန်တော်ပြန်ပြီးတော့တိဆောက်ကြမှာဖြစ်တယ်ကျွန်တော်နောက်ဆုံးဒီမျိုးကန်တွေကျွန်တော်ဒီကနေ့စကားပြောလာသေးတယ်စကားပြောတက်နေရောနော်ဒီတချို့သောဒီနားမှာရှိတဲ့ဒီပလောင်ရွာတွေပေါ့ဗျာပလောင်ရွာတွေကတော့ရွာလုံးကျုပ်ကိုရွှေ့သွားပြီးပြောတယ်အဲ့ဒါဘာလဲဆိုတော့ဒီ TNL ရဲ့ဒီညံပြင်းမှုကြောင့်ဒီရှမ်းတိုင်းသားတွေနဲ့ဒီပလောင်တိုင်းသားတွေရဲ့ဂျားမှာကြီးမားတဲ့အနာကြီးဖြစ်သွားပြီတယောက်ကိုတယောက်မယုံကြည်မှုတွေဖြစ်လာပြီတယောက်ကိုတယောက်အာဃာတတွေဖြစ်လာပြီတယောက်ကိုတယောက်ကျွန်တော်မုန်းတီးမှုတွေဖြစ်လာပြီအဲ့ဒါဘာကြောင့်လဲဆိုတော့ဒီ TNL လက်နက်ကန်ကြောင့်ဖြစ်လာတာဒီအကျိုးဆက်တွေကဒီပလောင်တိုင်းသားတွေမျိုးဆက်အလိုက်ပြန်ပြီးတော့ကျွန်တော်တို့ခံရမယ့်အနေအထားဖြစ်သွားပြီဒါကျွန်တော်စေယုံရင်အခြားခန်းတွေလိုက်ပြပါအောင်ဗျာဒါတော့ကျွန်တော်တို့ဒီမှာလူနာဂရင်လို့တာပြောတာပါဗျာကျွန်တော်တို့ဟိုရှိသမျှပစ္စည်းကလည်းအကုန်ပြောင်းသွားပါပြီဘာမှမရှိတော့ပါဘူးလူနာဂရင်လို့ဘာမှမရှိတော့ဘူးဒီကောင်တွေဗျာတော်တော်ဆိုးတာပဲဗျာကျွန်တော်တို့ပြောရစကားလုံးတော့ရှာလို့မရဘူးဒီကောင်တွေနဲ့ပတ်သက်ပြီးပြောရမယ့်စကားတွေကဒါလည်းကျွန်တော်တို့လူနာဂရင်ပါဗျာနော်ဒါလူနာကုသဆောင်ပါဗျာကုသဆောင်အဘောကမျက်နှာချက်တွေကတော့ကျွန်တော်တော်တော်လေးပျက်စီးသွားပြီဟိုဂရင်တွေဆိုလဲဒီမှာတော်တော်ကြီးကိုပျက်စီးသွားပြီစုပ်ပြတ်တတ်နေတာတော်တော်ကြီးကိုစုပ်ပြတ်တတ်နေတာဒီအသုံးပြုလို့ရတဲ့ပစ္စည်းဘာမှမရှိတော့ဘူးဒါနိုင်ငံတော်ကတော့တော်တော်ကြီးကိုကျွန်တော်အစားဆုံးပြန်လုံးမယ်နေတာဖြစ်သွားပြီတန်ရှင်းတွေလုံးမယ်ပြီးမီးချိုးတွေပြန်တွေ့ရမယ်ရေလိုင်းတွေပြန်ဆင်းရမယ်ဒီမှာအားလုံးမြင်တဲ့အတိုင်းပဲယူလို့ရသမျှအကုန်ယူသွားဘာမှမကြံတော့ဘာမှအောင်မကြံတော့တာဒါတော့ဒါအယိုးကုသဆောင်အတွင်းကဒါရုံးလုပ်ငန်းသုံးတဲ့နေရာပေါ့ဗျာဘာမှအောင်မစည်းတော့တာနော်ဒီမှာတော့ကျွန်တော်တို့နောက်ဆုံးတွေ့ရတာတိတ်က25ရက်4လ2024ခုနှစ်ဒိန်းနဲ့တော့ကျွန်တော်တို့နောက်ဆုံးတွေ့ခဲ့ရတယ်ဒါကရုံးလုပ်ငန်းသုံးစေုံတော့ပစ္စည်းရတဲ့မြန်အကုန်ယူတာဒီမှာစာဖိုင်တွေတွေ့ရတယ်တော်တော်ကြီးကိုပျက်စီးသွားပြီပါဒီထဲမှာတော့ကျွန်တော်တို့ဒီတန်ဖိုးရှိဗျာဥမာကျွန်တော်တို့အသုံးပြုလို့ရတယ်ဘာမှမရှိတော့ဘူးဒီမှာဆိုလဲကျွန်တော်အဲကွန်းနေဆိုလဲဒါဖြုတ်ယူသွားတဲ့နေရာတွေ့ရတယ်ဒါ TV ဒါ TV ဖြုတ် TV ကိုဒါဖြုတ်သွားတဲ့နေရာပြီးရင်ကျွန်တော်ဒီမှာ main ခုံတွေဆိုလဲသူတို့အသုံး main ခုံတွေဆိုလဲဒီမှာဖြုတ်သွားတယ်ဒါတော့ main ခုံတွေဒီမှာဝါကျိုးတွေလာမယ်ဒီမှာမီပလက်ခုံတွေလာမယ်ဒါ main ခုံဒီဟာတွေလည်းဖြုတ်သွားတယ်အပေါ်မှာဆိုလဲကျွန်တော်တို့ဒီဝါကျိုးတွေဆိုလဲသူတို့ဒီဖြတ်သွားတဲ့နေရာလေးတွေ့ရတယ်ဖြတ်ယူသွားတော့ဗျာဒါကျွန်တော်ဟိုဘက်ခန်းကိုလိုက်ပြီးရိုက်ပါအောင်ဗျာဒါကတော့အယုတ်ကုသဆောင်မြင်ဝင်ဖြစ်ပါတယ်ဒီမှာဘာမှအကုန်လုံးဗျာကျွန်တော်ပြောတဲ့စကားလုံးကဗျာကျွန်တော်တို့ထပ်ပြောနေတာဆိုဖြစ်တော့တိတ်တောင်မပြောချင်တော့ဗျာတော်ကြီးကိုဗျာအချိန်ကြီးဆိုးတယ်ဗျာရှခင်ကတာယာစီပင်ခဲ့တဲ့နေရာကြီးဖြုတ်လို့ရတဲ့အရာတွေအားလုံးဖြုတ်သွားတယ်ဘာမှမရှိတော့ပြီးကျွန်တော်ဒီဆေးရုံကြီးရဲ့အနေအထားနဲ့ပတ်သက်ရင်ကျွန်တော်တို့မြင်ရတဲ့ဒီဆေးရုံကြီးအနေအထားနဲ့ပတ်သက်ရင်ဆေးရုံကြီးတော့ကျွန်တော်အလုံးစုံပြန်ပြီးတော့တိစောင်းမယ်နေတာဖြစ်သွားပြီဟိုအကောင်းတဲ့အဆောက်အဦတွေဆိုတာလည်းမရှိတော့ဘူးဒီရှည်လိုင်းမီးလိုင်းတွေဆိုလည်းတော်တော်ကြီးကိုပျက်စီးသွားတယ်တချို့သောပိုက်လိုင်းတွေဆိုလည်းဒီကျွန်တော်တို့ကော်တွေကိုရောင်းဖို့အတွက်ဖြုတ်ယူသွားတွေ့ရတယ်အဲ့တော့ဒီဆေးရုံကြီးရဲ့မြင်ကွင်းနဲ့ပတ်သက်ရင်ကျွန်တော်တို့ဆေးရုံကြီးရဲ့မြင်ကွင်းကတော့တော်မရရင်ပြန်ပြီးတော့တိစောင်းမယ်တရားဖြစ်သွားပြီနံပါတ်1ကတော့ဆေးရုံသုံးပစ္စည်းတွေမရှိတော့ဘူးနံပါတ်2ကတော့ကျွန်တော်တို့ဒီဆေးရုံနဲ့ပတ်သက်တဲ့ကျန်းမာရေးစစ်ဆေးတဲ့စက်ပစ္စည်းတွေဘာတစ်ခုမှမရှိတော့ဘူးနောက်နံပါတ်3ကတော့ကျွန်တော်တို့ဆေးရုံရဲ့အဆောက်အဦပေါ့အဆောက်အဦအနေထားလဲကျွန်တော်တို့အလုံးစုံပြန်ပြီးတော့ဒီဟာကြီးကိုဖြိုပြီးတော့အသစ်ပြန်ဆောင်းမယ်နေတာဖြစ်သွားပြီဟိုအဆောက်အဦတွေအားလုံးကလည်းကျွန်တော်တို့ကောင်းတဲ့ဆိုတဲ့ဆောက်အဦမရှိတော့ဘူးနံပါတ်1ကတော့ကျွန်တော်တို့ဒီမှာဒီအချမ်းဘက်အုပ်စုတွေကဒီကနေမထောက်ခွာပြီးဆေးရုံယူသူတို့မိုင်းခွဲဖျက်ဆီးလာခဲ့အနေထားတွေတွေ့ရတယ်ဟိုဘက်ကအဆောက်အဦတွေဆိုမိုင်းခွဲဖျက်ဆီးသွားတာဘာမှမရကြမရှိတော့ဘူးဒီဘေးမှာဆိုလည်းသူတို့အဆောက်အဦတွေမိုင်းခွဲဖျက်ဆီးသွားတယ်အချမ်းဘက်အုပ်စုတွေကဒီကနေမဆုတ်ခွာပြီးဒီဆေးရုံကြီးကိုမိုင်းအခန်းတွေလိုက်ကိုသူတို့မိုင်းခွဲဖျက်ဆီးသွားတယ်အဲ့ဒီတော့ကျွန်တော်တို့ဆေးရုံကြီးကဘာမှအသုံးပြုလို့မရတော့ဘူးတေချာတာကတော့ကျွန်တော်တို့ဒီနိုင်ငံတော်ကတော့ဒီဆေးရုံကြီးနဲ့ပတ်သက်တော့ကျွန်တော်တို့ဒီပြန်ဆောက်မှရမယ်နေတာဖြစ်သွားပြီကျွန်တော်တို့မြင်ရတဲ့မြင်ကွင်းပေါ့ဗျာကျွန်တော်တို့ရဲ့အမြင်နဲ့ပြောတာပေါ့ဒီပညာရှင်ရှုထောင့်ပြောတာမဟုတ်ကျွန်တော်တို့မြင်ရတဲ့အမြင်နဲ့ပြောရင်တော့
စေယုံကြီးတော့ကျွန်တော်အကောင့်ပကတိကတော့မရှိတော့ဘူးကျွန်တော်ရောက်နေတဲ့နေရာကဒီ TNL အဖွဲ့တွေဒီကနေမဆုတ်ခွာမီစေယုံအဆောက်အဦမိုင်းခွက်ဖျက်ဆီးလိုက်တာပါဟိုကျွန်တော်ဒီအဆောက်အဦပျက်စီးသွားတယ်ဒီနောက်မှာရှိတဲ့အဆောက်အဦတွေဆိုတော်တော်ကြီးပျက်စီးသွားတယ်အကြမ်းဖက်အုပ်စုဘယ်လောက်ရုံမှလဲဆိုရင်ဒီအကြမ်းဖက်အုပ်စုဒီကနေမဆုတ်ခွာမီကိုမိုင်းခွက်ဖျက်ဆီးသွားတယ်ဒါဆိုရင်ဒါကျွန်တော်တို့ဒါစေယုံရဲ့ကုသဆောင်တွေကဒါကျွန်တော်ဂရင်းတွေဖြစ်တယ်အဲ့တော့အဆောက်အဦတော့ဗျာခင်ဗျာရရမရှိတော့ဘယ်လောက်ဆိုးသွားလဲဗျာဒီမှာဒီစေယုံလာတက်တဲ့ထဲမှာခင်ဗျာပလောင်တိုင်းသားတွေပါလိမ့်မယ်နောက်တစ်ခုကကျွန်တော်တို့ဒီပလောင်လက်နက်ကိုင်အဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေပါလိမ့်မယ်သူတို့ကိုယ်တိုင်လည်းပါလိမ့်မယ်အဆောက်အဦတွေဒါနောက်ကအဆောက်အဦတကြောနဲ့ကျွန်တော်ရက်နေတဲ့အဆောက်အဦကတော့ဒါမိုင်းခွဲဖြက်စီးခြင်းခံတဲ့အဆောက်အဦဖြစ်တယ်ကျွန်တော်တို့ဒါစေယုံ area ကိုကျွန်တော်တောက်လျှောက်ပတ်ကြည့်ပြီးသွားပြီပတ်ကြည့်တဲ့အခါမှာကြောင်မဲမြို့ပြည်သူစေယုံကြီးကတော့ပြန်ပြီးတော့အသုံးပြုလို့ရတဲ့အနေအထားမှာတော့မရှိတော့ဘူးလို့ကျွန်တော်နားလေရတယ်အဆောက်အဦအများစုကတော့အကြမ်းဖက်အုပ်စုတွေဒီကနေမထွက်ခွာမီမှာအဆောက်အဦတွေကိုမိုင်းခွဲဖျက်ဆီးသွားတယ်ဒုတိယအချက်ကတော့ကျွန်တော်တို့ဒီစေယုံသုံးပစ္စည်းတွေဖြစ်တဲ့လူနာကရင်တွေထိုင်ကုန်တွေပြီးရင်ကျွန်တော်တို့ဒီဆရာဝန်တွေရဲ့အခန်းတွေဆိုဘာတစ်ခုမှအကောင့်တိုင်းမရှိတော့ဘူးအကုန်လုံးပျက်စီးသွားပြီမီးကြိုးတွေလည်းဖြုတ်ယူသွားတယ်နောက်ဆုံးမှကျွန်တော်ဘိုးတိုင်းနေရာအစဖြုတ်ယူသွားတယ်ဘာမှမရှိတော့ဘူးအဲ့တော့အဆောက်အဦလည်းအကောင့်မရှိတော့ဘူးစေယုံသုံးပစ္စည်းလည်းမရှိဘူးပြီးရင်ကျွန်တော်တို့အခြားသောရုံးလုပ်ငန်းသောပစ္စည်းတွေဝါယာကြိုးတွေရေပိုက်လိုင်းတွေလည်းဘာမှမရှိတော့ဘူးအဲ့တော့ကျွန်တော်မြင်ရတာကဒီစေယုံကြီးနဲ့ပတ်သက်ရင်အစအဆုံးပြန်ပြီးတော့ကျွန်တော်တို့တိဆောက်ရေးလုပ်ရတော့မယ်လို့ကျွန်တော်တို့နားလေရတယ်ဒါကြောင့်ကျွန်တော်တို့ဒီကြောင်မဲမျိုးကနေပြီးတော့ကြီးပွားချမ်းသာကြတဲ့ကြောင်မဲသူကြောင်မဲသားတွေအနေနဲ့ဒီစေယုံကြီးပြန်လဲတိဆောက်ရေးပြန်လဲထူထောင်ရေးအပါအဝင်ဒီစာတင်ကျောင်းတွေပြန်တိဆောက်ရေးတွေအများနဲ့သက်ဆိုင်သောနေရာတွေမှာဒီကြောင်မဲသူကြောင်မဲသားတွေနဲ့တင်နေကျွန်တော်တို့နိုင်တဲ့နေရာကနေငွေကြီးထည့်ဝင်တာတွေလှူဒန်းတာတွေလုပ်ပေးကြပါဘာကြောင့်လဲဆိုတော့ဒီကြောင်မဲမျိုးကြီးကခင်ဗျားတို့ရဲ့မိသားစုဘဝတွေကြီးပွားဖို့ချမ်းသာဖို့ခင်ဗျားတို့ပညာတတ်ကြီးတွေဖြစ်ဖို့အတွက်ဒီကြောင်မဲမြို့မှာရှိတဲ့စေယုံတွေစာတင်ကျောင်းတွေကနေခင်ဗျားတို့ရဲ့ဘဝတွေကိုပံ့ပိုးပေးခဲ့ပါတယ်ဒီစာအုပ်တွေတာဝန်ကြီးခဲ့ပါတယ်အဲ့တော့ဒီကြောင်မဲသူကြောင်မဲသားတွေအနေနဲ့လည်းကိုတက်နိုင်တဲ့နေရာကနေပြီးတော့ကိုမိသားစုမိကိုကျေးဇူးရှိခဲ့တဲ့ဒီစေယုံကြီးပြန်လဲထူထောင်ရေးစာတင်ကျောင်းတွေပြန်လဲထူထောင်ရေးအတွက်ဝိုင်းဝန်းပြီးတော့ပါဝင်လှူဒန်းပေးကြဖို့ကျွန်တော်အနေနဲ့တိုက်တွန်းမေတ္တာရက်ခံလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာဒါတော့ကျွန်တော်တို့ကကြောင်မဲမှာရှိတဲ့တရားရုံးပါအဲ့တော့ဒါကကျွန်တော်ရခိုင်ကနိုင်ငံတော်ကလည်းဒီနေရာမှာတရားရုံးတည်ဆောက်ခဲ့တဲ့နေရာပါတရားရုံးနိုင်ငံတော်ရဲ့တရားရုံးကြီးပေါ့ဗျာဒီတက်မတော်ကဒီကြောင်မဲမျိုးကနေဆုတ်ခွာသွားရပြီးတဲ့နောက်ပိုင်းမှာ TNL ဖွဲ့တွေကဒီတရားရုံးမှာပဲသူတို့ရဲ့တရားရုံးဆိုပြီးတော့ထပ်ဆင့်ဒီနေရာမှာသူတို့တရားရေးလုပ်ငန်းလုပ်တယ်ပေါ့ဗျာသူတို့ပြောတဲ့ကြီးကြီးပြောမယ်တရားရုံးလုပ်ငန်းတွေလုပ်တယ်ပေါ့ဒီကျွန်တော်တို့ဒီဝင်လာတဲ့အခါမှာလည်းဒီဆိုင်းဘုတ်ပေါ့ဗျာဆိုင်းဘုတ်မှာဆိုလည်း PSLS ဆိုပြီးတော့အောက်ကဒီပလောင်စာတဲ့ရေးတာတွေ့ရပါတယ်တေချာတာကကျွန်တော်ခုနကဒီနားမှာရှိတဲ့ဒေသခံတွေကိုကျွန်တော်မေးတဲ့အခါမှာ TNL ကဒီဆောက်အဦမှာသူတို့တရားရုံးလုပ်တဲ့အခါမှာကျွန်တော်တို့ဒီနောင်ချိုတို့အခြားဘက်ကလူတွေကိုသူဒီနေရာမှာသူတို့ပြစ်မှုပြစ်ဒဏ်တွေပေးတယ်ပေါ့ဗျာကျွန်တော်ကြီးကြီးပြောပြစ်မှုပြစ်ဒဏ်တွေပေးတဲ့နေရာပေါ့အဲ့တော့ဒီမှာအကြမ်းဖက်အုပ်စုတွေကသူတို့ရုံးထိုင်တဲ့အခါမှာတက်ကနေပြီးတော့ဒါဘုံကျဲရှင်းလင်းလိုက်တဲ့နေရာပါဒါတက်မတော်ကကျွန်တော်တို့ဘုံကျဲရှင်းလင်းလိုက်တာပါအကြမ်းဖက်အုပ်စုတွေအင်းနဲ့အားနဲ့တိတိကျကျရှိတဲ့အချိန်မှာတက်မတော်ကဘုံကျဲရှင်းလင်းလိုက်တာပါခင်ဗျာတော်ကြီးသေသွားတယ်လို့ပြောတယ်ဒေသခံတွေကတော့ကျွန်တော်မေးတဲ့အခါမှာတက်မတော်ကဒီဆောက်ကိုဘုံကျဲပြီးတဲ့နောက်ပိုင်းမှာ TNL ကဒီလမ်းမကြီးကိုပိတ်ပလိုက်တယ်လမ်းမကြီးရှောက်ကိုပိတ်လိုက်ပြီးတော့သူတို့အလောင်းတွေတဲယူတာတွေတဲထုတ်တာတွေလုပ်တယ်လို့ပြောတယ်အဲ့တော့အဆောက်ကတော့ကျွန်တော်တို့ဒါတော်တော်လေးပျက်စီးသွားတယ်ဘာမှရကြမရှိတော့ဘူးဒါနိုင်ငံတော်ကတော့ဒီတရားဥပဒေနဲ့ပတ်သက်ရင်တော့ကျွန်တော်ပြန်ပြီးတော့အသစ်ပြန်တည်ဆောက်မယ့်နေတာဖြစ်သွားပြီအကြမ်းဖက်အုပ်စုတော်တော်သေသွားလိမ့်မယ်ဒီမှာဆိုလဲသူတို့ပလောင်စာတွေရေးထားတာတွေ့ရတယ်သူတို့ဒီကနေမထွက်ခွာခင်ခွာသွားပုံရပါတယ်လက်ဆလက်နာတော့တော်တော်လေးတူသေးသေးရှိတယ်နောင်ချိုမှာတော့ကျွန်တော်တို့သူတို့ရဲ့လက်ဆလက်နာတော်တော်များများတွေ့ရတယ်ဒီကြောင်မဲမှာတော့သူတို့လက်ဆလက်နာတိတ်မတွေ့ရဘူးသူတို့တော်တော်ကြီးရှင်းသွားပုံရတယ်အကြမ်းဖက်အုပ်စုတွေအလုံးနဲ့အရင်ကသေတဲ့နေရာတက်ကဒီနေရာကိုဘုံကျဲခဲ့တာအကြမ်းဖက်အုပ်စုတွေရှိတဲ့အချိန်ဘုံကျဲခဲ့တာအားလုံးကျေးဇူးတင်ပါတယ်ဗျအားလုံးမင်္ဂလာပါဗျာကျွန်တော်လက်ရှိရောက်နေတာကကြောင်မဲကျွန်တော်တို့ဒါ yes scan နဲ့ရောက်နေတာပါဒီ yes scan နဲ့မှာအကြမ်းဖက်အုပ်စုတွေဒါကျွန်တော်တို့မြေအောက်ဘန်ကာတွေလုပ်ခဲ့တယ်ပြီးရင်ဒီအဆောက်အဦတွေမိုက်ခွက်ပြက်စီးတာတွေလုပ်ခဲ့တယ်ပြီးရင်သူတို့ရဲ့အသုံးဆောင်ပစ္စည်းတွေရှိတယ်ကျွန်တော်အဲ့လာတွေဝင်ပြီးတော့ကြည့်တော့မှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ဒီကြောင်မဲမျိုး yes scan နဲ့မှာရှိတဲ့ TNL ရဲ့ဘန်ကာကိုကျွန်တော်တို့ဝင်ပြီးကြည့်မှာဖြစ်ပါတယ်ဒီမှာသူတို့ရဲ့အင်ဂျီတွေတွေ့ရတယ်ဒါတော့ကျွန်တော်တို့ဒီ TNL ရဲ့အင်ဂျီဒီမှာသူတို့ရဲ့အင်ဂျီပေါ့ဗျာကျွန်တော်ဖက်နှက်လေးပဲဖက်နှက်တုတ်လိုက်တာပေါ့ဗျာတန်အောင်လို့ပြီးရင်ဒီမှာသူတို့ဒီပြစ်ဖို့အတွက်သူတို့မှတေချာလောက်ထားတယ်ဒါဒီမှာသူတို့ရဲ့အင်ဂျီတွေဒါကျွန်တော်တို့ဖက်နှက်တော်တော်လေးပြောင်းသွားပြီဗျာနော်ဒါဒီ uniform တော့ဒါသူတို့ရဲ့ဒါ yes scan ပေါ့ဗျာဒါ TNL ရဲပေါ့ဗျာဒါ TNL ရဲပေါ့ဒါတော့သူတို့ရဲ့အခေါ်ရဆို TNL တက်ပေါ့ဗျာဒါတော့ရဲပေါ့ဗျာအဲ့တော့ကျွန်တော်ကရဲ uniform လဲကျွန်တော်ကခြေတော်တုတ်တယ်ဒီမှာသူကတော့3ရက်ပေါ့ဗျာ3ရက်တော့တွေ့ရတယ်
ဒါ TNL ရဲဆောင်းတဲ့အုပ်ထုတ်ပေါ့ဗျာတော်လေးတော့အဆင်ပြေတယ်ဗျာကျွန်တော်တို့လို့ဒီမှာဒါသူတို့ရဲ့အသုံးဆောင်တွေပေါ့ဗျာဒါကတော့ကျွန်တော်တို့သူတို့ရဲ့မြေအောက်ဘန်ကာပေါ့မြေအောက်ဘန်ကာလည်းကျွန်တော်ဝင်ပြီးလေ့လာမှာဖြစ်ပါတယ်ဘာတွေရှိလဲပေါ့ဒါတော့じゃ TNL ရဲ့မြေအောက်ဘန်ကာအဲ့တော့ဘန်ကာအောက်ထပ်မှာကျွန်တော်ဘီယာဘူးကနေတွေ့ရတယ်ဒါသူတို့ခေါင်းကြီးပိုင်းနေပုံရပါတယ်ပြီးရင်ဒီမှာဒါသူတို့ဆေးရှူတဲ့ဟာဒါဆေးရှူတဲ့ဟာဒီကောင်တွေဆေးတွေချတယ်အဲ့တော့လှုပ်ချင်တိုင်းလှုပ်တယ်လူစိမ်းမရှိလှုပ်ချင်တိုင်းလှုပ်တယ်ဒါမြေအောက်ဘန်ကာကျွန်တော်အခြားဘန်ကာတွေလည်းကျွန်တော်ထပ်ပြအောင်မယ်ဒီမှာကျွန်တော်တို့မွေးဆိုတာသုံးထားတဲ့အက်တွေလည်းတွေ့ရတယ်ကျွန်တော်စူးမှာဆိုလို့ကျွန်တော်မကင်တာဗျဒါတော့ကျွန်တော်တို့ရခင်ကစကန်မှုနဲ့ဒူးမျိုးနဲ့မှုရဲ့နေအဲ့တော့ကိုဒီ TNL ပွဲတွေကဒီကနေမဆုတ်ခွာမိမှာမီးရှို့ပြည့်စည်ခဲ့တာအဆောက်အဦကကျွန်တော်တို့အကောင့်တိုင်းဘာတစ်ခုမှမရှိတော့ဘူးရကြလည်းမရှိတော့ဘူးဒါမီးရှို့ခံတဲ့နေရာပေါ့ပြီးရင်ဒီထက်မှဒီအဖွဲ့တွေကအခြားသောမြေအောက်ဘန်ကာတွေရှိသေးတယ်အဲ့ဒါလည်းကျွန်တော်ဆက်ပြီးတော့လေ့လာသွားမှာဖြစ်ပါတယ်လိုက်ကြည့်မယ်ပေါ့ဗျာဒါတော့ကျွန်တော်တို့ yes ကန်ထဲမှာရှိတဲ့ငွေတိုက်ခန်းဖြစ်ပါတယ်ရခင်ကတော့ကျွန်တော်တို့ဒါငွေတိုက်ခန်းပါအဲ့ဒီရဲ့အဆောက်အဦရဲ့ရှေ့မှာဆိုရင်ဒါ TNL ရဲ့ uniform များစွာတွေ့ရပါတယ်ဒါသူတို့ရဲ့ uniform တွေပါဗျာနော်ဟောဒါတော့သူတို့ရဲ့ကြီးကအုပ်ထုတ်ပါဗျာကြီးကအုပ်ထုတ်ကြည့်ရတာကဒီနားမှာကျွန်တော်တို့ဒါကြီးစားမှန်သွားပုံရပါတယ်ဒီမှာကျွန်တော်တော်တော်လေးပွင့်ထွက်သွားတယ်ဒါဆိုတော့လစ်ဖို့သေးကြသွားပြီအဲ့တော့ဒါကကျွန်တော်ငွေတိုက်ခန်းပါဆက်ကြည့်လိုက်မယ်ဗျာဒီဒါကကျွန်တော်ရောက်တဲ့ငွေတိုက်ခန်းပေါ့ငွေတိုက်ခန်းရဲ့အရှင်မှာကျွန်တော်တို့ဒါမူရည်စီဝါဖြစ်အသုံးပြုထားတဲ့ဒီမှာအထုပ်တွေတွေ့ရတယ်ဒါမူရည်စီဝါသုံးထားတဲ့အထုပ်တွေပြီးသွားရင်ဒီမှာဒါသူတို့ရဲ့ uniform တွေတွေ့ရတယ်ဒါငွေတိုက်ခန်းကျွန်တော်တို့ပြမယ်ဗျာဒါငွေတိုက်ခန်းပါဒီထက်မှာဆိုရင်ဒီ TNL အဖွဲ့တွေရဲ့ uniform များစွာတွေ့ရတယ်ကျွန်တော်ဒီမှာမိုင်းတွေရှိမှဆိုလို့ကျွန်တော်တေချာတစ်ခုချင်းလိုက်မပြတာဒီမှာဆိုရင်ဒီကောင်တွေအသုံးပြုခဲ့တဲ့ဒီမှာကျွန်တော်တို့ဒီမူရည်စေဝါအသုံးပြုခဲ့တဲ့ဒီ zero add တွေတွေ့ရတယ်ဒါဒီမှာ zero add တွေဒီမှာစလင်းတွေဒါသူတို့ဒါမူရည်စေဝါအသုံးပြုခဲ့တဲ့အရာတွေပေါ့ဗျာပြီးရင်ဒါကျွန်တော်တို့ဆေးရှူကိုအသုံးပြုဒီမှာမီဂျစ်တွေဒါပြီးရင်ဒါကျွန်တော်တို့ဒါပစ္စတိုထိုးတဲ့ဟာတွေပေါ့အမှကြီးကုန်တွေတော့တွေ့ရတယ်ဗျာနော်ကြီးကုန်တွေမှာတွေ့ရတယ်ဒီထဲမှာတော့သူတို့ရဲ့ uniform များစွာတွေ့ရတယ်ဒါကျွန်တော်တို့မိုင်းနေရှိမှာဆိုလို့ကျွန်တော်တစ်ခုချင်းတော့လှန်တော့ပြီးတော့မပြတော့ဘူးအခြားသောဒီမြေအောက်ဘန်ကာကိုကျွန်တော်လိုက်ပြီးတော့ပြမယ်ဗျဒါတော့ကျွန်တော်တို့ဒီဘန်ကာကတော့ငွေတိုက်ခန်းအနီးကဘန်ကာဖြစ်ပါတယ်ဒါဒီမှာ TNL အဖွဲ့တွေဒါအိတ်ဝါနေဝါတဲ့နေရာတွေကွာဒါအဆောက်ဘန်ကာကတော့တော်တော်လေးထူတယ်ဗျမဘင်းနေဆိုတော့တော်တော်ထူတယ်ဗျနော်ဒါဘင်းနေတော်တော်ထူတယ်ဒါသူတို့ကတော့ဒါလက်နက်ကြီးdrone တန်လင်ဘုံတန်ကိုသူတို့ခံနိုင်အောင်စောက်ထားတယ်လို့နားလေရပါတယ်တော်တော်လေးတက်ရပဲဗျသူတို့နေထားတာနော်ဟိုဝတ်တိုက်တဲ့တောင်ဆိုးသေးတယ်ဗျဒါသူတို့ဒီမှာဘီယာဘူးကိုနေမွေးဆိုအသုံးပြုရတဲ့အက်တွေတွေ့ရတယ်မှာပိုက်လုံးတွေတွေ့ရတယ်ဗျကျွန်တော်တေချာတော့မပြတော့ဘူးဗျာနော်ဒီမှာဒါဆိုလဲဒီမှာဘီယာဘူးကိုနေဒီကောင်တွေဒီမှာလူမဆန်စွာကျွန်တော်တို့ဒါပြုတ်မှုခဲ့တဲ့နေရာတွေဘလောက်မှရိုင်းနေဆိုအခုတော့ဒီကောင်တွေခွေးပြေးနေရပါပြီဗျာနော်တက်မတော်လိုက်ရှင်းနေတက်မတော်နဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့တော့လိုက်ရှင်းနေတယ်ဗျာအခြားတော့ကျွန်တော်တို့မြောက်ဘန်ကာကြီးထပ်ပြမယ်ဒါတော့ကျွန်တော်တို့ဒါ TNL ရဲ့ဒါတတိယမြောက်မြောက်ဘန်ကာပေါ့ဗျာဒီထဲမှာဆိုရင်သူတို့ရဲ့ဒါ TNL ရဲ uniform တွေတွေ့ရတော့ဗျာသူတို့ရဲ့ရဲ uniform တွေပေါ့မြောက်ဘန်ကာတတိယမြောက်ဘန်ကာဗျာနောက်ထပ်ဒီခိုင်မာမြောက်ဘန်ကာရှိလို့ပြောတယ်ကျွန်တော်အဲ့ဒါလေးလိုက်ပြမယ်ဗျာအားလုံးမင်္ဂလာပါဗျာဒါလည်းကျွန်တော်တို့ကြောင်ဝင်းမြို့ကရဲစခန်းတွေကအရာရှိနှစ်ထပ်ဆောင်ပါနှစ်ထပ်ဆောင်ကို TNL ဖွဲ့တွေကဒီကနေမထောက်ကပြီးမှကျွန်တော်တို့ဒါမီးရှို့ခဲ့တာပါမှုရတွေမီးရှို့ခဲ့တယ်မှုရတွေမီးရှို့ခဲ့တော့ကျွန်တော်တို့ဒီအခန်းထဲမှာရှိတဲ့ဒီစက်ကူတွေကျွန်တော်တို့အခြားသောစာရေးကိရိယာတွေအကုန်လုံးမီးလောင်ပျက်စီးသွားတယ်ဒါကျွန်တော်မှုရမီးရှို့ခဲ့တာပါဒီမှာဆိုကျွန်တော်မီးကိုနဲ့တော်တော်နိုင်ပါလေဗျာနော်အခြားတစ်ဖက်ကိုပြပါဗျာဒါလည်းကျွန်တော်တို့ရာရှိနှစ်ထပ်ဆောင်တွေကအခန်းတွေဖြစ်ပါတယ်ကျွန်တော်တို့ရခင်ကတော့ဒီအခန်းထဲမှာ TNL ဖွဲ့တွေနေသွားပါတယ်ဒီဖွဲ့တွေကသူတို့ဒီကနေမစိုးကောက်ခင်မှာဒါကျွန်တော်တို့ကဒင်းနေမှုရတွေကိုမီးရှို့သွားတယ်ဒီမှာသူတို့နဲ့ပတ်သက်တဲ့အသုံးဆောင်တွေတွေ့ရတယ်ဗျာဒါသူ TNL ရဲ့ရဲပေါ့ဗျာဒီမှာရဲဘာရေးထားလဲဆိုတော့သူတို့ဒါသူဖလောင်စားနဲ့ရေးထားဆိုကျွန်တော်လည်းမဖတ်တတ်ဘူးဗျာနော်ဘေးကတော့ဖတ်တတ်တာဥပဒေလို့တော့ကျွန်တော်ဖတ်တတ်တယ်ဗျာဒါမှာသူတို့ရဲ့ဒါ uniform တွေဗျာနော်ဒီမှာဆိုတော့သူတို့ရဲ့ uniform တွေတွေ့ရတယ်ဗျာဒါပြီးဒါတော့ဒီ police ပေါ့ဗျာသူတို့ရဲ့အသုံးဆောင်တွေပါဗျာနော်ဒါတော့ကျွန်တော်တို့ဒီဘန်ကာကကြောင်ဝဲမျိုးရဲစခန်းတွေကအကြီးမားဆုံးဘန်ကာလို့ပြောမှာဖြစ်ပါတယ်ထားရှိတဲ့နေရာကအရာရှိနှစ်ထပ်ဆောင်ရဲ့နောက်ကျောမှာထားတယ်တော်တော်လေးကျယ်ပါတယ်ဒါကျွန်တော်တို့ဒီမြေအောက်ခန်းထဲကိုရောက်နေပြီဒါဆက်ပြီးတော့လေ့လာအောင်ဒါတော့ကျွန်တော်တို့မြေအောက်ဘန်ကာရဲ့အထူကတော်တော်ထူပါတယ်ဗျာသူကတပေကျော်ဟိုပါပေါ့ကျွန်တော်ဒီမှာဘင်းရပဲတပေကျော်လောက်ရှိတယ်အပေါ်ကလည်းတော်တော်ထူတယ်ကျွန်တော်တို့လေ့လာတဲ့မှာဒီဘန်ကာကကျွန်တော်တို့အထူဆုံးလည်းဖြစ်တယ်အကြီးဆုံးလည်းဖြစ်တယ်ဒါသူတို့ရဲ့အခုံဖြစ်တယ်ဒီမှာကျွန်တော်တို့ WY လို့ယူဆရတယ်ကျွန်တော်တို့ဒီမှာ
ဆေးပြားတွေလည်းကျွန်တော်တွေ့ရတယ်ဒါသူတို့ဒါခေါင်းကြီးပိုင်းလို့ထင်ပါတယ်ဗျာခေါင်းကြီးပိုင်းအိတ်တဲ့နေရာလို့ထင်ပါတယ်တော်တော်လေးလဲကျဲတယ်တော်တော်လေးလဲထူတယ်ပြီးရင်ဒီထဲမှာလည်းကျွန်တော်တီးသက်အခန်းတွေလည်းရှိသေးတယ်တီးသက်အခန်းတွေရှိသေးတယ်ဒါဘန်ကာတွေကဒါနောက်ထပ်တကန့်ပါကျွန်တော်နည်းနည်းလေးဝင်ကြည့်လိုက်ပါဗျာဒီထဲမှာလည်းဒါဘန်ကာတွေကနောက်ထပ်ဟိုပါပေါ့အကန့်တစ်ခုပေါ့ဒီမှာသူတို့ဘာတွေဟိုဖြစ်တာလဲဆိုတော့ဒီမှာသူတို့အသုံးပြုတာဆေးတွေဗျာအဲ့ဒါဘာလဲဆိုတော့တောင်ကြပန်းနဲ့အမှတ်တစိတ်တဲ့အမျိုးသားအာတိုးဆေးတဲ့ဆိုးပြသူတို့စစ်တိုက်တာလားဘာဖြစ်တာလဲတော့မသိဘူးဒီမှာဒါသူတို့အသုံးပြုတာဆေးနော်ဒါဆိုရင်သူတို့ဒီထဲမှာပလောင်ထီးတင်တဲ့ပလောင်မတွေဒီထဲမှာသူတို့ဟိုဖိုက်ထားပုံရပါတယ်ဗျာနော်ဒါအကြံဖက်အုပ်စုခေါင်းကြီးပိုင်းလို့ယူဆရတဲ့အခန်းဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့အခြားသောမူရစေဝါနဲ့ပတ်သက်တဲ့အသုံးပြုတဲ့စေဝါတွေတွေ့ရတယ်ဒါသူတို့ရဲ့အခန်းပါဗျာနော်အားလုံးဒါအများပြည်သူမြင်နိုင်သိနိုင်အောင်ကျွန်တော်တို့ကရိုက်ကူးတင်ပြပေးတာဖြစ်ပါတယ်ဗျာဒါတော့ကျွန်တော်တို့ဒါ yes ကန်ထဲမှာ TNL လက်နက် TNL အဖွဲ့တွေကျွန်တော်တို့ခွေးပြေးရတဲ့ခါမှာသူတို့လက်နက်ခဲနေသူတို့ကြံခဲ့တဲ့ဟာတွေပါဒီမှာကျွန်တော်တို့ကျွန်တော်ကင်လိုက်မယ်နော်ပေါက်သွားရင်တော့ကျွန်တော်လည်းပါပါဒါသူအသုံးပြုခဲ့တဲ့ 4D ထင်ပါရဲ့နော် 4D တွေဒီမှာလက်နက်ကြီးကြီးလက်နက်ကြီးကြီးဟောထပ်မှလည်းရှိသေးတယ်ကျွန်တော်ထပ်မရတော့လို့ဒီမှာသူတို့ drone ဘုံသီးတွေလည်းပါတယ်ကျွန်တော်ထပ်မှပေါက်ရင်ကျွန်တော်ကပျောက်သွားမှာဆိုလို့ကျွန်တော်ကပျောက်သွားနိုင်တယ်ဒါဒီမှာကြံခဲ့တဲ့လက်ကြံတွေပေါ့လက်ကြံပစ္စည်းတွေသူတည်မသွားနိုင်တာဖြစ်ပါလိမ့်မယ်တခြားဒီကောင်ခွေးပြေးရပုံရတယ်ခွေးပြေးသွားတယ်အဲ့မှာကျွန်တော်တို့ဒီမှာလက်ရှိဒီစကန်ကိုလိုက်ပြီးလေ့လာတဲ့အခါမှာအချို့သောဒီလူပြိုဆောင်တွေအပြိုဆောင်တွေသူတို့ဖြတ်သွားတယ်ဖြတ်ပြီးတော့ဟိုမှာသူကတင်တန်းခမ်းမလို့တိတခမ်းမလုပ်သေးတယ်တိတခမ်းမလုပ်ပြီးတော့သူဒီမှာတင်တန်းတွေပဲပြေးမှာပဲအိတ်ဆောင်တွေပဲတေချာလောက်တာတွေ့ရတယ် TNL ဖွဲ့တွေခွေးပြေးရနေတာကျွန်တော်တို့တချို့သောအခန်းတွေကမှာပုတ်စော်တော့နန်းနေဒီကောင်တွေခွေးပြေးစရာဆိုမြုပ်သွားပုံရပါတယ်ဗျာနော်မြုပ်သွားတေချာမှာမြုပ်တာဖြစ်ပါလိမ့်မယ်ဒါတော့ဒါကျွန်တော် yes ကန်ပင်မှာအဆောက်အဦပါဒီ TNL ဖွဲ့တွေကကျွန်တော်နောက်ဆုံးဒီကနေပြေးရမယ့်လူအချိန်မှာဒီကြောင်မမျိုးပေါ်မှာရှိတဲ့ဌာနဆိုင်ရာရုံးတွေကိုမီးရှို့ဖျက်ဆီးစရာတခါလေးရှို့သွားတာပါအဲ့တော့အဆောက်အဦရဲ့ကျွန်တော်မျက်နှာချက်ကတော့ဘာမှမရှိတော့ဘူးမျက်နှာချက်ဘာမှမရှိဘူးတခါလေးဘာမှမရှိတော့ဘူးဒီ yes ကန်ရဲ့အတွင်းကလေးဆိုင်လည်းဘာမှမရှိတော့ဘူးအဲ့တော့ဒီ yes ကန်ရဲ့အခြေအနေကျွန်တော်တို့မြင်ရတဲ့မျက်မြင်အခြေအနေကိုကျွန်တော်တို့အတူတူသုံးသပ်ရမယ်ဆိုရင်တင်ပြရမယ်ဆိုရင်ဒီကြောင်မမျိုးမှာ yes ကန်ရဲ့တော့ကျွန်တော်တို့အသစ်ပြန်ဆောက်မယ့်အနေအထားဖြစ်သွားပြီဒီထဲမှာရှိတဲ့အဆောက်အဦတွေကလည်းကျွန်တော်ဘာတစ်ခုမှမကောင်းတော့ဘူးဟိုမှာကျွန်တော်တို့နည်းနည်းလေးကောင်းတာဆိုလို့ဒီအရာရှိဒီနှစ်ထပ်ဆောင်တစ်ခုပဲကျွန်တော်တို့ကောင်းတာတွေ့ရတယ်။ကျန်တဲ့အဆောက်အဦတွေအားလုံးကကျွန်တော်တို့အသုံးပြုလို့မရတော့တဲ့အနေအထားဖြစ်သွားပြီ။ဒါတော့ကျွန်တော်တို့မြင်ခဲ့ရတဲ့အနေအထားပါ။ပြီးရင်ဒီစကန်ထဲမှာဆိုလဲအကြမ်းဖက်အုပ်စုတွေကတော်တော်ကြီးကိုကျွန်တော်အခိုင်အမာနေရာယူထားတဲ့ပုံတွေ့ရပါတယ်။ပြီးရင်ကျွန်တော်တို့ပြီးခဲ့တဲ့ကာလကကျွန်တော်တို့နောင်ချိုရဲစကန်နဲ့ကျွန်တော်ဝင်ရောက်ခဲ့ပါတယ်။အဲဒီအချိန်ကကျွန်တော်တို့ဘန်ကာနှလုံးလောက်ပဲတွေ့ရတယ်။ပြီးသွားရင်သူတို့ရဲ့အသုံးဆောင်ပစ္စည်းတွေတိတ်မတွေ့ရဘူး။ဒီမှာဆိုရင်ကျွန်တော်တွေ့တဲ့နေရာမှာအကြမ်းဖက်အုပ်စုတွေရဲ့ကျွန်တော်တို့သူတို့ရဲ့ဒီရဲယူနီဖောင်းတွေတွေ့ရတယ်။ပြီးရင်ကျွန်တော်တို့သူတို့ရဲ့ဒီတိုက်ခိုက်ယူနီဖောင်းတွေပေါ့ဗျာတိုက်ခိုက်ယူနီဖောင်းတွေတွေ့ရတယ်ပုံစံမျိုးစုံတွေ့ရတယ်ပြီးရင်ကျွန်တော်မြောက်ခန်းထဲမှာဆိုလဲဒီအကြံပတ်ခေါင်းကြီးပိုင်းနေထိုင်ခဲ့တဲ့ကျွန်တော်တောင်ကြပန်းအခန်းထဲမှာဆိုတောင်ကြပန်းဆေးလုပ်တွေရောမွေးစွာအသုံးပြုတဲ့အက်တွေရောဆေးရှူတဲ့ပိုက်တွေပါကျွန်တော်အစုံတွေ့ရတယ်ဒါတော့ကျွန်တော်တို့ဒီကြောင်မဲမျိုးမှာရဲစခန်းမှာတွေ့ရတဲ့မြင်ကွင်းကိုကျွန်တော်အတူချုပ်ပြီးတင်ပြပေးတာဖြစ်ပါတယ်ဗျဒါကျွန်တော်ရောက်နေတာကကြောင်မဲမျိုးမိသက်ရုံမှာအဲ့တော့အကြံပတ်အုပ်စုတွေကဒီကမထောက်ခွာခင်မှာကျွန်တော်တို့ဌာနဆိုင်ရာရုံးတွေမီးရှို့တယ်မှာဒီမိသက်ရုံလည်းပါသွားတယ်အဲ့တော့အဲ့ဒီချိန်တော့ဘာပြောလဲဆိုတော့အားလည်းမဟုတ်တဲ့ဒီစစ်တပ်ကဘုံကျဲသွားလို့တဲ့ဒီမိသားအဆောက်အဦတွေကုန်တယ်ဌာနဆိုင်အဆောက်အဦတွေပြိုတယ်သူတို့ဘက်ကပြောတာခင်ဗျားတို့ကြားပါလိမ့်မယ်ခင်ဗျားဗျာဒီမှာဒီကားကြီးကခင်ဗျားရွေးအောင်မရွေးငကိုမူလာတိုင်းပဲသူတို့အပေါ်ကနေတက်ကဘုံကျဲဆိုအပေါ်အဆောက်အဦပြတ်မှာအပေါ်အဆောက်အဦဘာမှမဖြစ်ဘူးဒီမှာအောက်ကစနစ်ကြမီးရှို့သွားတာဒီမှာမီးဟက်တဲ့နေရာပြီးရင်အကြမ်းဖက်အုပ်စုတွေကမီးမရှို့ခင်ဘာလုပ်သွားလဲဆိုတော့ဒီမှာဒီမိသားကားမှာကျအင်ဂျင်လုံးကိုဖြုတ်သွားတယ်ကျွန်တော်ပြမယ်ဒီနားမှာကကျွန်တော်တို့ဒါအင်ဂျင်လုံးရှိရမယ့်နေရာဒီအင်ဂျင်လုံးကိုသူကဖြုတ်ယူပြီးသွားမှာသူတို့ကဒီကားကိုမီးရှို့ခဲ့တာဖြစ်တယ်ဒီမှာအင်ဂျင်လုံးမရှိဘူးအဲ့တော့ဒီနောက်ခန်းကတော့ဗျာနောက်ခန်းကတော့အကောင်းတိုင်းရှိတယ်နောက်ခန်းကတော့အကောင်းတိုင်းရှိတယ်ဖြတ်သွားတာကရှို့သွားတာကကျွန်တော်ဒီအင်ဂျင်ရဲ့ခေါင်းကန်းကိုရှို့သွားတာခေါင်းကန်းရှို့သွားတယ်အင်ဂျင်လုံးကိုသူတို့ယူသွားတယ်ပြီးတော့အဲ့မှာသူတို့ပလောင်စားတွေကျွန်တော်လိုက်ဖတ်ပါအောင်မယ်အဲဒီမှာပလောင်စားဒါမိသက်ရုံးတွေမှာသူတို့ကတ်ထားတဲ့ပလောင်စားအမှဘာကြီးထားလဲဆိုတော့တက်ဖို့ဝင်များလိုက်နိုင်ရတယ်ဗျအပေါ်ကမှသူတို့ရဲ့ဒီမှာ logo ရုံးချိန်မနေ့8နာရီနဲ့ည8နာရီတဲ့အထက်လူကြီးများပေးတဲ့တောင်များကိုလိုက်နိုင်ရပြီတဲ့မနေ့9နာရီခွဲရုံးအရောက်ညနေ4နာရီခွဲမှရုံးဆင်းရုံးချိန်အတွင်းရုံးအလုပ်လွှဲ၍အပြင်သို့မထွက်ရထွက်မယ်ဆိုရင်ဗျာတနာရီပြပြန်လာမယ်စသဖြင့်ဗျာအထက်အမိတ်စီကံများကိုမလိုက်နာဘကအရေးယူခြင်းခံရမည်မနေ့8နာရီမှာကျွန်တော်တန်းစီရမည်ဒါသူတို့ရဲ့စာတွေဒီဘက်မှာလည်းသူတို့ရဲ့ကျွန်တော်တို့ဒီပလောင်စာတွေတွေ့ရတယ်ဒီနောက်ထပ်မှလည်းသူတို့မီးရှို့ခဲ့တဲ့ကားတွေရှိတယ်ပြောတယ်ကျွန်တော်အဲ့ဗီဒီယိုကအရင်စီသွားပြီဆိုတော့ဒီမှာပဲရက်လိုက်တော့ပါနော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်